မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းမှာဆေးဝါးပညာ channel ကနေကြိုဆိုပါတယ်ဒီနေ့ပြောမယ့်ကောင်းတဲ့ကဒီဗီဒီယိုလေးကကြတော့เนาะကျွန်တော်ဒီအမျိုးသားတွေမှာအမြဲတမ်းကြုံတွေ့နေရပြဿနာတစ်ခုကိုဖြေရှင်းတဲ့ပုံစံဖြစ်တယ်เนาะဆိုတော့ဘယ်လိုဖြေရှင်းရလဲဆေးထိုးပြီးဖြေရှင်းတာရှိတယ်ဆေးထိုးပြီးဖြေရှင်းကြတာပေါ့เนาะဘာပြဿနာဆိုကျွန်တော်ဒီ impotency ပေါ့အသက်ကြီးလာတဲ့ခါကျရင်ကျွန်တော်ဒီအမျိုးသားဟော်မုန်းတွေ testosterone ဟော်မုန်းတွေကျဆင်းသွားတယ်ဆိုတော့အမျိုးသားကြားဟော်မုန်းတွေကျဆင်းသွားတဲ့ခါကျရင်ပန်းသေးလာတယ်ပေါ့เนาะဆိုတော့အဲ့ဒီဟာကိုပြဿနာကိုဖြေရှင်းဖို့ကျွန်တော်ဒီတပွဲတို့နီးလန်းပေါ့เนาะဆိုတော့အစဉ်ပြောင်းလုပ်ကြတဲ့ဒီနီလန်းကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒီနီလန်းကကောင်းလားဆိုလားဘယ်လိုအခြေအနေရှိလဲဆိုတော့ကျွန်တော်သိထားဖို့လိုပါတယ်ထိုးနေတဲ့လူတွေက testosterone ထိုးနေလူတွေရှိတယ်เนาะထိုးဖို့အတွက်စဉ်းစားနေတဲ့သူတွေကဒါတွေကိုမထိုးခင်မှာဒီဗီဒီယိုလေးကိုကြည့်ထားဖို့လိုပါတယ်เนาะဆိုတော့ဒါလေးကိုအဆုံးကြည့်လိုက်မယ်ဆိုရင်တော့ဒါသဘောတရားကိုနားလည်သွားမှာဖြစ်ပါတယ်เนาะဆိုတော့ကောင်းကျိုးဆိုးကျိုးတွေနားလည်သွားမှာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်ဒီထိုးသင့်လားမထိုးသင့်လားကိုယ့်ဘာနဲ့ဆုံးဖြတ်လို့ရပါတယ်เนาะဆိုတော့ဒီ TRD လို့ခေါ်တဲ့ testosterone replacement therapy လို့ခေါ်တဲ့ကြားဟော်မုန်းဆေးထိုးခြင်းကเนาะစွမ်းအားတိုးနေမှာလားเนาะဖြက်လန်းလားအန်ဒီရလားထောင်ချောက်လားဒါကိုသေချာသိဖို့လိုအပ်တယ်เนาะဆိုတော့ပုံမှန်အပြည့်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကအုံနောက်ရှိတယ်အုံနောက်ကနေပြီးတော့ကျွန်တော် testic ဝေးသေးမှာဒီ testosterone ဟော်မုန်းကဘယ်ထွက်လဲဆိုတော့ကျွန်တော်ဝေးသေးကနေထွက်တယ်အဲ့ဒီကောင်ထွက်ဖို့တဲ့ဘယ်သူကတွန်းအားပေးတယ်လဲဆိုတော့အုံနောက်ကနေပြီးတော့လှုံ့ဆော်ပေးတာပါเนาะတွန်းအားပေးလိုက်တဲ့ခါကျရင်ဒီ testosterone ဟော်မုန်းကထွက်လာတာဖြစ်ပါတယ်ဒါကတော့သဘာဝကနေပြီးတော့လိုလျောက်ဒီကြားဟော်မုန်းကိုထုတ်လုပ်တဲ့ပုံစံဖြစ်ပါတယ်ထုတ်လုပ်တဲ့ cycle ပေါ့เนาะအဲ့လိုဖြစ်တယ်ကျွန်တော်ဒီအသက်ကြီးလာတာနဲ့များကျွန်တော်ဒီထုတ်လုပ်မှုကသဘာဝအလျောက်ကျဆင်းသွားတတ်ပါတယ်เนาะဒါထုံးတယ်မှာပဲအဲ့ဒီကမှကျွန်တော်ဒီtestosterone ထိုးလိုက်တယ်ပေါ့เนาะထိုးလိုက်တဲ့ခါကျဘာဖြစ်တယ်လဲဆိုတော့ခန္ဓာကိုယ်ပြမနေ testosterone တွေခန္ဓာကိုယ်ထဲဝင်လာတဲ့ခါကျရင်အုံနောက်ကကိုယ်ထဲမှာ testosterone တွေရှိနေတာပဲเนาะဒါပေမဲ့ testic ကနေပြီးတော့ဝေးသေးကနေဒီ testosterone မထိုးနေတော့ငါလည်းမင်းတို့ကိုမလုံတော့ပြီးတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ပြင်ပကနေထည့်လိုက်တဲ့ခန္ဓာကိုယ်ထဲမှာပြင်ပကနေထည့်လိုက်တဲ့ testosterone ဟော်မုန်းပဲရှိမယ်ကိုယ်ထဲကသဘာဝလောက်ထုတ်တဲ့ testosterone ဟော်မုန်းကထုတ်လုပ်မှုကဖြည်းဖြည်းနဲ့ကျဆင်းလာပါတယ်ကြာလာတဲ့ခါမှာလုံးဝ shut down ပိတ်ကျသွားတာမျိုးဖြစ်တတ်ပါတယ်เนาะဆိုတော့ဒါပါလို့ဆိုဒီကြားဟော်မုန်းဆေးထိုးလိုက်တာလည်းကျွန်တော်အုံနောက်ကနေဝေးတွေကိုဟော်မုန်းထုတ်ဖို့အတွက်ခိုင်းစေတဲ့စနစ်လို့ခေါ်တဲ့ဒီ HPG axis ကအလိုလျောက်ပိတ်သွားတာဖြစ်တယ်เนาะဆိုတော့ဒါတွေကျွန်တော်မလုပ်ဘူးဆိုရင်မလုပ်ခင်မှာကြားဟော်မုန်းအနေနဲ့လက္ခဏာတွေရှိလို့ဆေးထိုးဖို့စဉ်းစားနေဆိုရင်ခဏလောက်စဉ်းစားဖို့ရက်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ဆေးတကထိုးလိုက်တာနဲ့ခန္ဓာကိုယ်ရဲ့သဘာဝဟော်မုန်းထုတ်တဲ့စနစ်ကရက်တက်သွားမှာဖြစ်ပါတယ်เนาะဒါအဲ့လိုခါကြကျွန်တော်ဘာလို့ဆိုတော့တက်တက်လုံးဆေးထိုးရမယ့်အခြေအနေနောက်ဆေးပြက်လိုက်တဲ့ခါကျရင်ဒီထက်ပိုဆိုးတဲ့အခြေအနေကိုကျွန်တော်တို့ကြောက်ရောက်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်အလုံးမကြီးနဲ့ပထမဆုံးစဉ်းစားဖို့လိုအပ်ပါတယ်ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဒီ TRD ရဲ့ကောင်းကွက်တွေကိုပဲကြည့်နေကြတယ်เนาะဆိုတော့ဘေးရဆိုးကျိုးတွေကိုမေ့နေကြတယ်မပြောတာလည်းဖြစ်မှာပါเนาะဆိုတော့ TRD ရဲ့ထူးခြားတဲ့အချက်ကသူကဒီ negative feedback loop လို့ခေါ်တဲ့အနုလက္ခဏာဆောင်တဲ့တုံ့ပြန်မှုခွင်းဆက်ကြီးဖြစ်နေတာပါเนาะအနုလက္ခဏာဆောင်တဲ့တန်တရားလဲနေတာလို့ခေါ်ပါတယ်เนาะဆိုတော့ဘာတွေဖြစ်လာမလဲ potential side effect တွေဖြစ်တဲ့ဒီ testosterone replacement therapy ရဲ့ side effect တွေဖြစ်တဲ့ shrunken testis လို့ခေါ်တဲ့ဝေးသေးတွေသေးသွားမှာပေါ့เนาะဖြည်းဖြည်းကြာလာတဲ့ခါချက်ချင်းတော့မဖြစ်ဘူးကြာလာတဲ့ခါကျဝေးသေးတွေသေးလာမယ်acne လို့ခေါ်တဲ့ဝက်ချန်တွေထွက်လာမယ်ပြီးရင် blood thickening လို့ခေါ်တဲ့သွေးပစ်လာမယ်ဒီ side effect တွေကကြာလာတဲ့ခါမှာပေါ်လာမှာပဲဖြစ်တယ်အဲ့တော့ဒီကခုနကပြောခဲ့တဲ့အတိုင်းပဲเนาะပြင်ပနဲ့ဟော်မုန်းတွေခန္ဓာကိုယ်ထဲဝင်လာတဲ့ခါကျရင်ခန္ဓာကိုယ်ထဲပြီးတော့ငါထုတ်စရာမလိုတော့ဘူးဆိုပြီးတော့ဝေးသေးကိုအနာပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီခါကျကျွန်တော်ကြားတဲ့ခါမှာ testicular atrophy လို့ခေါ်တဲ့ဝေးသေးကသေးပြီးတော့မှနောက်ဆုံးမှာ infertility ပေါ့เนาะမြုံသွားတဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်เนาะကလေးရနိုင်ကြီးပျောက်သွားတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်ဗာလဲဆိုတော့သူ့ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးပေါ့နော်ကြားဟော်မုန်းတွေများလာတဲ့ခါကျရင်ကြားဟော်မုန်းနဲ့မဟော်မုန်းကိုပြောင်းတဲ့ enzyme ရှိတဲ့အတွက် aromatic enzyme ကနေမဟော်မုန်းပြောင်းလဲသွားတာလည်းရှိတယ်နော်လိုတာတဲ့ပို့တဲ့ခါကျရင်ကြားဟော်မုန်းတွေဒီတိုင်းမထားဘူးမဟော်မုန်းဖြစ်ကိုပြောင်းလဲပေးလိုက်တယ်နော်သူတို့ကြားဟော်မုန်းတွေများတဲ့ကောင်းကျိုးတွေကတော့ရှိတယ်ကြားဟော်မုန်းတွေများလာတဲ့ခါကျရင်ကျွန်တော် muscle တွေတက်လာမယ်တော့စီတွေနေဝပါနော်ကြောသားတွေတက်လာတာပေါ့ energy တက်လာမယ်နော်ပြီးတော့စိတ်ထဲကြတာပြောပြီးတော့အားရည်တွေပြေဝလာမယ်libido လို့ခေါ်တဲ့စိတ်ဆန္ဒနဲ့စွမ်းဆောင်ရည်တွေပြန်တက်လာမှာပေါ့နော်ဆိုတော့ဒီကောင်းကျိုးတွေတော့ရှိတယ်ဒါပေမဲ့ဆိုးကျိုးအနေနဲ့ကကြောင့်ကျွန်တော်ဒီကြားတဲ့အခါမှာ infertility လို့ခေါ်တဲ့ဒီသို့ပုထုတ်လို့မှုရက်တန့်ပြီးတော့မှမြုံသွားတဲ့အခြေအနေဖြစ်နိုင်တယ်ကလေးယူမဲ့လူတွေတတိထားဖို့လိုအပ်ပါတယ်နောက်တစ်ခု polycythemia လို့ခေါ်တဲ့သွေးပြစ်နိုင်ခြေရှိတယ်နော်သွေးပြစ်တာလည်းနှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေကိုများသေးတဲ့ယောဂတစ်ခုဖြစ်တဲ့အတွက်တတိထားဖို့လိုအပ်ပါတယ်နောက်တစ်ခု estrogen conversion လို့ခေါ်တဲ့ဒီကြားဟော်မုန်းကမဟော်မုန်းဖြစ်ကိုပြောင်းလဲသွားနိုင်တာဖြစ်တဲ့အတွက်ကြားတဲ့ခါမှာ gynecomastia လို့ခေါ်တဲ့ရင်သားဆူထွက်လာတာမျိုးလည်းကျွန်တော်တို့ဖြစ်တတ်ပါတယ်ဒါကကျွန်တော်ဒီသူ့ရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေဖြစ်တယ်เนาะဆိုတော့
ဟုတ်ပြီဒါဆိုကျွန်တော်တို့ဆေးမထိုးခင်မှာဆေးထိုးတော့မယ်ဆိုရင်ဆေးမထိုးခင်မှာကျွန်တော်စဉ်းစားမယ်အချက်လေးတွေပြောချင်တယ်ဆေးမထိုးခင်အချက်3ချက်လောက်တော့ကျွန်တော်သိထားဖို့လိုအပ်တယ်เนาะကျွန်တော် blood test အရင်ဆုံးသွေးစစ်ဖို့လိုအပ်တယ်နောက်မှနောက်ဆိုတော့မှာသွေးစစ်ပေါ့เนาะ total testosterone level ကိုစစ်ရမယ် free testosterone level ကိုစစ်ဆေးဖို့လိုအပ်တယ်เนาะ2မျိုးလုံးစစ်ဖို့လိုအပ်တယ်နောက်ပြီးတော့အေးပေါ့အိတ်ဖို့လိုအပ်တယ်เนาะကြောင့်ဟော်မုန်းကိုတိုးသေးတယ် testosterone ဟော်မုန်းကိုတိုးသေးတယ်ဇင့်ပါတဲ့အစားတောက်เนาะဆေးတွေကိုတောက်ပေးဖို့လိုအပ်တယ်လေ့ကျင့်ခန်းတွေလုပ်ဖို့လိုဝိမတာတို့ပြေးတာတို့เนาะစတဲ့လေ့ကျင့်ခန်းတွေကို3လလောက်အရင်ကြိုးစားကြည့်သေးချင်ပါတယ်ကျွန်တော်ဒီဒါတွေလုပ်ပြီးတော့ကျွန်တော်ဒီ testosterone ဟော်မုန်းတက်လာတယ်ဆိုရင်ဒါအကောင်းဆုံးဖြစ်ပါတယ်เนาะဆိုတော့တေချာစနစ်ကြလုပ်မယ်ဆိုရင်ဟော်မုန်းတက်ကိုတက်ပါတယ်ဆိုတော့ကဲလို့ဆေးထိုးဖို့ဆုံးဖြတ်ထားတယ်လိုအပ်တယ်ဆိုရင်တော့မှကျွန်တော်ကိုယ်သဘောနဲ့ကိုထိုးတာမဟုတ်ဘဲနဲ့တကူဆရာမတရားရောက် endocrinologist တရားရောက်နဲ့တိုင်ပင်ပြီးတော့မှပဲเนาะတေချာတိုင်ပင်မယ်ပြီးတော့ကွယ်သွေးပြစ်လားမပြစ်လားစစ်ဆေးမယ်ပြီးတော့prostate လို့ခေါ်တဲ့ BB เนาะကျန်းမာရေးဒီစီကျိတ်အခြေအနေကိုစစ်ဆေးမယ်စစ်ဆေးပြီးတော့မှကျွန်တော်ဒီဆေးထိုးဖို့လိုအပ်ပါတယ်ဒီလိုလုပ်မယ်ဆိုရင်တော့ကျွန်တော်ဒါ TRT ရဲ့ကောင်းကျိုးဆိုးကျိုးတွေချင်းချင်းပြီးတော့ကိုယ်သဘောနဲ့ကိုသုံးဖြတ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်အမေးမြန်းချင်တာများရှိရဆိုရင် comment မှာမေးမြန်းနိုင်ပါတယ်